မင်္ဂလာပါကြည့်ရှုနေသူများပူဆက်သောအစားအစာများကိုနှစ်သက်သူများအတွက်ပို၍ဆက်သောငရုတ်သီးများကိုအမြဲတမ်းရှာဖွေနေသူဖြစ်နိုင်ပါတယ်အချို့လူများကတော့ငရုတ်ကောင်းဆက်ဆက်လေးစားလိုက်ရုံဖြင့်တောက်ရည်အေးကိုရှာဖွေကြရတယ်သို့တော့အချို့အတွက်ကမူပူပြင်းသောငရုတ်သီး sauce ကပူးလုံးကိုပျော်ရွှင်စွာအေးအေးဆေးစားနိုင်ကြပါတယ်ကျွန်တော်တို့ခံစားရသောအပူဓာတ်ဤနောက်ွယ်ကတရခန့်မှာcapsaicin ဖြစ်ပြီး၎င်းကိုတဘာဝအတိုင်းတွေးရသောဓာတုဗေဒဓာတ်တစ်မျိုးဖြစ်ပြီးအစားအစာများကိုအလွန်အမြင်ဆက်စေသောဓာတ်ဖြစ်ပါတယ်။စိတ်ဝင်စားစရာက capsaicin သည်နာကျင်မှုသို့မဟုတ်ရရန်ခြင်းကိုကုသရန်အတွက်အသုံးပြုတဲ့ဂျန်မာရေးအချိုးကျေးဇူးများကိုပေးနိုင်ကြောင်းတွေ့ရှိထားပါတယ်။ဒါအပြင်ကင်ဆာဖြစ်စေသောမျိုးဗီဇများကိုပင်ပြောင်းလဲနိုင်သည်ဟုလည်းသုတေသနများကအကြံပြုတယ်။ကဲဒါဆိုရင်ကမ္ဘာအပူဆုံးငရုတ်သီးကပါလေ၎င်းကိုဆုံးဖြတ်ရန်အတွက်ငရုတ်သီး၏အပူကိုမြည်တို့တိုင်းတာသည်ကိုဦးစွာသိရှိရန်လိုအပ်ပါတယ်အပိုင်း1 Scoville scale ဖြစ်အပူအဆက်ကိုတိုင်းတာခြင်းငရုတ်သီးတစ်လုံးရဲ့အပူဓာတ်ကို SHU ဖြစ်တိုင်းတာတယ်။ scale ကို American ဆေးဝါးပညာရှင် Wilbur Scoville ကဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။ Scoville scale ဒီလူတအုပ်အစတော့အရသာမခံစားရတော့စေရန်အတွက်ငရုတ်သီးကိုရေဖြစ်မြင်းမြအထိရောဆက်ရအမည်ကိုဖော်ပြထားပါတယ်။ဥပမာအဖြစ်တစ်ချောင် SHU တတ်မှတ်ထားသောငရုတ်သီးကို၎င်း၏အပူဓာတ်လုံးဝပျောက်ကွယ်သွားရန်အတွက်ရေပမာဏချောင်းစားနဲ့ရောဆက်ရန်လိုအပ်ပါတယ်။တစ်ချောင် SHU ကအမှန်တကယ်ရင်အလွန်နည်းသောအပူဓာတ်ဖြစ်ပြီးတင်အလွယ်တကူသိရှိနိုင်သောဂျယ်လပီညိုငရုတ်သီးသည်2000မှ8000 SHUS တာရှိပါတယ်။သို့သောကျွန်တော်တို့ပြောမိစူပါပူပြင်းသောငရုတ်သီးများကတသိန်း SHUS အထုတ်ထားပို့ပါတယ်။ယနေ့ကျွန်တော်တို့လွတ်လပ်စွာအတည်ပြုပြီးသောကမ္ဘာအပူဆုံးငရုတ်သီးကုမမျိုးကိုအပူနဲရမှများရာသို့အစစ်လိုက်တင်ပြပြီးတော့ပါမည်။အပိုင်း2ကမ္ဘာအပူဆုံးငရုတ်သီးခုနှစ်မျိုးနံပါတ်9 Scotch Bonnet Papa 350တောင် SHUS ၎င်းငရုတ်သီးငိပွန်ဒရန်ဒီရိုယိုစကော့တလန်ဦးထုတ် Tam O'Shanter Cap နဲ့စင်တူသောကြောင့် Scotch Bonnet ဟူသောအမည်ကိုရရှိခဲ့ပါတယ်။ထိုငရုတ်သီးက Habanero ငရုတ်သီးဆွေမျိုးနီးစပ်များဖြစ်ပြီးအပူဓာတ်အတူတူနီးပါးရှိပါတယ်။1990ပြည့်နှစ်များမတိုင်ခင်မှာထိုငရုတ်သီးသည်350အောင် SHUS အထက်တိုင်းတာသည့်ငရုတ်သီးနှစ်မျိုးအနက်မှတစ်မျိုးဖြစ်ခဲ့ပါတယ်။ကြံတစ်မျိုးမှာ Habanero ဖြစ်ပါတယ်။နံပါတ်6 Red Savina Pepper 350တောင်ကနေ9,9,500 SHUS Red Savina သည်လူသိများသော Habanero ငရုတ်သီးမျိုးကွဲတစ်ခုဖြစ်ပြီး၎င်းကိုဖန်တီးသူ Frank Garcia ကပိုမိုကြီးမားသောနဲ့ပိုဆက်သော Habanero တစ်မျိုးကိုဖန်တီးရန်ရည်ရွယ်ခဲ့ခြင်းဖြစ်ပါတယ်။ဤငရုတ်သီးက1994ခုနှစ်ကနေ2006ခုနှစ်အထိ Guinness World Records မှာကမ္ဘာအပူဆုံးငရုတ်သီးအထိသတ်မှတ်ခြင်းခံခဲ့ရပါတယ်။နံပါတ်5 Wood Jolokia သို့မဟုတ် Ghost Paper တသိန်းတသိန်းတသိန်း500တသိန်း400 SHU ဤငရုတ်သီးသည်အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာဆင်းသက်လာပြီး American တွင် Ghost Paper ဟုလူသိများပါတယ်။၎င်းသည် Red Savina ထက်နှစ်ဆပိုဆက်ပြီး2006ခုနှစ်တွင် Guinness စံချိန်ကိုရယူခဲ့ပါတယ်။ New Mexico State University မှပါမောက္ခ Paul Boslan က၎င်းကို Ghost Paper ဟုခေါ်ရခြင်းမှာတင်စားလိုက်သည့်အခါအသက်ပါပေးလိုက်ရလောက်အောင်ပူလွန်တော့ကြောင့်ဖြစ်နိုင်သည်ဟုဆိုခဲ့ပူပါတယ်။နံပါတ်4 Naga Fiber Paper 138ညနှစ်11 SHUS Naga Fiber ဒီတဘာဝအတိုင်းပေါက်ရောက်ခြင်းမဟုတ်ပဲ UK ရှိငညုသီးစိုက်ပျိုးသူတူမှ Naga Murish နဲ့ Wood Jolokia နဲ့ Moruga Scorpion တို့ကိုပေါင်းဆက်၍ဖန်တီးခဲ့ခြင်းဖြစ်တယ်။၎င်းက2017ခုနှစ်တွင်ခဏတာမြကမ္ဘာအပူဆုံးငရုတ်သီးအဖြစ် Guinness World Records မှာသတ်မှတ်ခံရပါတယ်။နံပါတ်3 Trinidad Scorpion Bush Deep Pepper တသိန်း4,600 SHU ဤငရုတ်သီးပြီး Trinidad and Tobago မှာဆင်းသက်လာပြီးစိုက်ပျိုးကျော် Bush ဒေလာက Mississippi မှာထုတ်လုပ်ခဲ့တယ်။၎င်းကိုစိုက်ပျိုးကျော်ဒေလာကိုတိုင်ကပန်းနိုင်ရင်ချက်ရှိသူများရှောင်တဲ့နယ်ဟုတတိပေးခဲ့ပြီး၎င်းသည်အသက်ရှူလမ်းကြောင်းကိုပင်ပိတ်ဆို့စေနိုင်တယ်ဟုဆိုပါတယ်။ထို့ကပြင်ဘိုက်ထဲမှာဘာမှမရှိပဲစားပါကအော့ပြန်စေနိုင်တယ်ဟုလည်းသူကပြောခဲ့ပါတယ်။နံပါတ်1 Trinidad and Tobago ၏ရေရှည်တည်တံ့သောမူရင်းမျိုးစိတ်ဖြစ်ပြီးပထမဆုံးစားလိုက်သောအခါတွင်အံ့ဩဖွယ်ကောင်းလောက်အောင်အသီးရတာ fruity flavor ရှိတော်လဲထိုနောက်တွင်ပြင်းထန်သောအပူဓာတ်သည်
မနစ်အတော်ကြာအောင်တည်ရှိနေသည်2012ခုနှစ်တွင်ကမ္ဘာအပူဆုံးဖြစ်သတ်မှတ်ခံခဲ့ရပါတယ်အပိုင်း3နှင့်ကမ္ဘာစံချိန်ရှင်နှင့်စိန်ခေါ်သူများ Number 1 Carolina Reaper Pepper 2000 SHUS ကဲဒါကတော့ယနေ့အချိန်ထိကမ္ဘာအပူဆုံးငရုတ်တီးဖြစ်ပါတယ်2013ခုနှစ်တွင် Guinness World Records မှာတရားဝင်ကမ္ဘာအပူဆုံးငရုတ်တီးဖြစ်ကြီးညာခဲ့ပါတယ်၎င်းငရုတ်တီးကိုတောင် Carolina မှာ Smoking at Curry ကစမ်းသပ်စိုက်ပျိုးကပြောင်းခြင်းဖြစ်ပြီး၎င်းတွေ Trinidad Scorpion ကဲ့သို့ချိုမီမှုနှင့်ပြင်းထန်သောအပူဓာတ်ပေါင်းစင်ပါဝင်သည်၎င်း၏ပြင်းမြတ်အပူဓာတ်သည်16483 SHUS ဖြစ်သို့လဲ22000 SHUS အထိပူနိုင်သည် Australia လူမျိုး Gregory Iron Guts Barlow က Carolina Reaper 160လုံးကိုတကြင်းတည်းစားသုံးမှကမ္ဘာစံချိန်တင်ထားပါတယ်တတိပြုရန်မှာလူအများစုအတွက်၎င်းငရုတ်ဒီမှာအငွေ့ပြန်နေသောအစီအသက်ရှူမိယုံနဲ့ပင်အသက်ရှူချက်ခြင်းဖြစ်နိုင်ပါတယ် အနာဂတ်ဤအပူဓာတ် Future of Heat ကမ္ဘာအပူဆုံးငရုတ်ဒီစိုက်ပျိုးရေးပြိုင်ဆိုင်မှုကမပြီးဆုံးသေးပါဘူး Carolina Reaper ကိုဖန်တီးခဲ့သူ Ed Curry က၎င်း၏လက်ရှိအပူဆုံးဖန်တီးမှုမှာ Pepper X50 ဟုဆိုပါတယ် Pepper X50 ဘူဂျိုလိုကီယာနဲ့ Trinidad Scorpion တို့ကိုဖြတ်ကျော်စိုက်ပျိုးထားခြင်းဖြစ်ပြီး၎င်း၏ Scoville Heat Units သည်318,000 XHU ရှိသည်ဟု Curry ကပြောဆိုထားပြီးသို့သောဤနှုန်းထားကိုလွတ်လပ်စွာအတိမပြုရသေးပါအခြားအတိမပြုရသေးသောပြိုင်ဘက်များမှာ Dragon's Breath Chili Pepper 24,000 XHU နင်း Apollo Pepper 3,000 XHU တို့ပါဝင်ထားသေးပါသည် နေကုန်းချုပ်ရမယ်ဆိုရင် capsaicin ဒီကျွန်တော်တို့ဤခန္ဓာကိုယ်ကိုနာကျင်မှုခံစားစေနိုင်တော်လေဤစူပါငရုတ်တီးများကိုစားသုံးခြင်းစိန်ခေါ်မှုကိုနှစ်သက်သူများအမြင့်ရှိနေမိမှာသိကြပါတယ်ငရုတ်တီးတစ်လုံး၏အပူကို Scoville Scale ထင်တိုင်းတာခြင်းသည်မိခိုးမထတ်ပဲပူပြင်းသည့်ဓာတုဗေဒဆိုင်ရာအင်ဂျင်တစ်လုံး၏စွမ်းအားကိုတိုင်းတာခြင်းနဲ့ဆင်တူပြီး SHU ပိုများလီစိန်ခေါ်မှုပို၍ပြင်းထန်လီဖြစ်ပါတယ်ဒီဗီဒီယိုကိုကြိုက်တဲ့ဆိုရင် like share လုပ်ပေးပြီးနောက်ထပ်ဗီဒီယိုများအတွက်ကျွန်ုပ်တို့ရဲ့ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့